ဒီနေ့ကျွန်တော်တို့ပြောပြအောင်ကျတော့ပတ်စံညာနေနော်แต่ဗီဒီယိုကြည့်ပြီးပတ်စံညာလေခုကျွန်တော် log in လုပ်ပြရမလဲဒီ app လေဝင်มาကြလာဝင်ပြီးတော့အစားတော့ဒီမမဟုတ်ကျွန်တော်ကျတော့အစားတော့ကျွန်တော်ကျတော့ Facebook နဲ့ page ွားရလေဟုတ်လား Facebook နဲ့ join လိုက်Facebook နဲ့ join ပြီးရင်ဒီမှာဖုန်းနံပါတ်ထည့်ရကြလားဒါပြီးဖုန်းနံပါတ်ထည့်ပြီးဟုတ်လားဒီမှာအင်္ဂလိပ်စာဟုတ်လားဒီချောင်းကျတော့အင်္ဂလိပ်စာဟုတ်လားအဲ့ဒါကိုအကုန်လုံးဖွင့်ပြလိုက်ဖွင့်ပြပြီးတော့ဒီမှာနံပါတ်စီလေအဲ့ဒီနံပါတ်ထည့်ရစီလေငါချက်ရမှာတကယ်လို့မထည့်ရစီတော့တခြားမရဘူးအခုကျွန်တော်ထည့်ပြမှာနံပါတ်အဲ့နံပါတ်ကိုငယ်ကြီးတို့မှတ်လာကြလားဒီနံပါတ်နော်6 M အဲ့ဒါ Z ဘာမှမသိတာအဲ့ဒီနံပါတ်ကိုမှတ်လာကြလားမှတ်ပြီးတော့ငယ်ကြီးတို့ထည့်လိုက်အဲ့ဒါအင်္ဂလိပ်စာကိုဖြုတ်ပြလိုက်နော်ဖြုတ်ပြပြီးတော့ဒီနံပါတ်ထည့်ကြလားဒီမှာထည့်ပြီးရင်တော့ဒီမှာအမှတ်ချစ်ပြည့်နဲ့မ log in လုပ်လိုက်အဲ့ဒီမှာဖုန်းနံပါတ်ပို့လာမှာအေးနံပါတ်လေးလုံးလဲပို့လာပြီးကိုထည့်ရုံမှာဒီမှာနော်ဖုန်းနံပါတ်သူနံပါတ်ပို့လာမှာ对了，你这悄悄试下啦，塞嘛都不来先，不太用嘛。ခဏနံပါတ်ဒီမှာထည့်နော်ဒီမှာပြီးဟုတ်လားအောက်မှာလေးပြန်နေနော်နေပြီးမှာဒါလိုက်ဝင်ပြီးတကယ်ချင်းတို့ကြော်ညာကြည့်လို့ရှိရင်တော့ပတ်စံရလေသလားခဏကျွန်တော်နံပါတ်6လုံးပေးထည့်ထားမှာသလားအဲ့ဒါကိုထည့်ရစင်သလားခု9ချက်ရသလားအခုတကယ်ချင်းတို့စားဝင်လာစင်သလားကြော်ညာပေးကြည့်လေ15ပြားတို့အပြ5ပြားတို့ဒီမှာကျတော့ဂိမ်းဆွဲလို့ဟာလေအစားဝင်လာစင်တော့ဂိမ်းပေးဆွဲတော့ဒီမှာနောက်ရဒီမှာကျတော့စာဖြေလေကျွန်တော်တို့ပြမှာကျစားပါနော်ကျွန်တော်အဲ့ဒါနဲ့ညှိတော့ကျစားပါနော်အဲ့ဒါနဲ့ညှိတော့နော်ဒီလာထားလိုက်အောင်နော်နောက်ကြော်ညာရကြည့်တော့အခုကျွန်တော်မှ9ချက်စီရလား9ချက်စီရအောင်ကြော်ညာကြည့်လိုက်စီရင်ဘယ်လောက်ဖြစ်အောင်မသိလားဒီမှာတို့လားဒါနဲ့အရင်တို့ခဏ9ချက်ဟုတ်လားခု9ချက်နဲ့15ပြားဖြစ်တို့လားဒီမှာကျွန်တော်တကယ်ချင်းကြည့်တော့တကယ်ချင်းကြည့်အောင်ပဲကျွန်တော်ပြောမှဆိုတော့တကယ်ချင်းတို့နှစ်ခါကြည့်ရနော်တကယ်ချင်းတို့မနေ့စနေကြည့်စီရင်ညစနေကျရင်တစ်ခါပြန်ကြည့်ရတယ်
ကဲတော့တကယ်ချင်းတို့မနေ့9နိုင်ကြည့်စီရင်ညနေ9နိုင်ပြန်ကြည့်ရလေတနေ့နှစ်ခါကြည့်ရတယ်ပေါ့အဲ့ဒီပတ်စံထင်းနေကြတော့ဒီမှာလေအဲ့ဒီနောက်ပြီးတော့တကယ်ချင်းတို့ဘာနဲ့တော့ကျွန်တော်မှ want to call ဒီထဲ to move လို့စီရတာအဲ့ဒီမှာထင်းနေကြတော့ဒီမှာတကယ်ချင်းတို့ဖုန်းမဖြုတ်ပြီးတော့ထဲပေါ့နော်ဒီမှာကိုကျလို့နံပါတ်ကိုရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ပတ်စံထဲပေါ့နော်ဒီမှာပတ်စံထဲတော့ခါကြတော့ကျတော့ထည့်လို့ရတယ်แต่ကျွန်တော်မှပတ်စံမစီလို့လေကိုမငါချာစီတော့ထဲမရဘူးဒီမှာကြည့်အောင်လေကြောင်ညာကြည့်ပါလိုက်တနေ့ကို2ချက်3ချက်ရတယ်မနေ့တစ်ခါညနေတစ်ခါကြည့်အောင်လေခဏကျွန်တော်ပေးရနံပါတ်6လုံးလေ6 M7 ပါတော့ဒီအဲ့ဒါထဲဆင်းလေကျွန်တော်ပြတော့ဟာကျွန်တော်အမှငါဆိုရမှာစမလို့ဆင်းကျွန်တော်နားမလို့ဆင်းတော့ကျွန်တော်တကယ်တော့နားမလို့ဆင်းကျွန်တော်မမေးလို့ရနော်ဟုတ်ကြောင်ညာတဲ့ပုံကြီးပဲကိုကြည့်ပါတနေ့ကို2ချက်3ချက်ရလေပတ်စံပဲလေမများကြည့်ပါစင်တော့တနေ့ကိုတလားကို3-4ရတော့ရတယ်လေဒါကိုကောင်းကြည့်ပါစင်အဲ့တော့ဒါပဲနော်ကျွန်တော်ပြောပြလာတော့နံပါတ်6လုံးထဲလာကျွန်တော်ပြပြီနော်မှားလိုက်ကျွန်တော်ပြပြီငယ်ကြီးတို့တကယ်ကြီးတို့မထဲရစင်တော့ပတ်စံ9ချက်မရဘူးပေါ့ကျွန်တော်ထဲမှာအဲ့ပတ်စံ9ချက်ရအောင်နော်ဒီနံပါတ်ကျွန်တော်ပြတယ်နည်းနည်းကြီးတယ်ပေါ့ဒါတော့ဝီဒူရစရာနည်းနည်းကြီးတယ်ဒီနံပါတ်နဲ့4-6လုံးနော်ဒီနံပါတ်ကိုမမေ့ရင်နော်ဖုန်းနံပါတ်ထည့်ပြီးရင်အောက်မှာကျတော့အင်္ဂလိပ်စာဆေးလိုက်အင်္ဂလိပ်စာကုန်ဖြုတ်ပြပြီးတော့ဒီနံပါတ်ထည့်လိုက်ထည့်ပြီးလို့ရှိရင်တကယ်ချင်းတို့ပတ်စံ5ချက်ရမှာတကယ်လို့တကယ်ချင်းတို့မထည့်လို့ရှိရင်တော့ပတ်စံ5ချက်မရဘူးနော်ဒါပဲနော်တကယ်ချင်းတို့ဒါတော့မသိတဲ့ဟာတွေလည်းမေးလို့ရနော်